လာပါ KME Blog Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီ passport လုပ်တဲ့အခါမှာ online ကနေအလွယ်တကူဘယ်လိုတင်မလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်နဲ့အတူတူ like လုပ်ကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်အရင်ဆုံးဒီ website ထဲကနေပြီးတော့ကျွန်တော် www.passport ပေါ့နော် government online booking ဆိုတဲ့ tab ထဲကိုကျွန်တော်ဝင်လိုက်မယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံကူလက်မှတ်ထုတ်ပေးရုံဆိုပြီးတော့ပါတယ်ပေါ့နော်ဒီအဲ့တက်ထဲကိုကျွန်တော်ဝင်လိုက်မယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီကြာလာပြီပေါ့နော်ကြာလာတဲ့ခါမှာဒီမှာ online appointment လုပ်ပြုလုပ်ခြင်းဆိုပြီးလျှောက်ထားရန်ဆိုပြီးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကိုရေးချက်လက်တွေဖြည့်လိုက်တယ်ဆိုရင်ဒါ online QR code ကိုအလွယ်တကူလျှောက်လို့ရတယ်ပေါ့နော်ဒီအောက်မှာကျတော့ကျွန်တော်တို့ဒီပါတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုအပ်တဲ့ချက်လက်တွေဒီ passport မျိုးစားဘယ်လိုလဲပြီးဘူးလား PJ လားပေါ့နော်ကျွန်တော်လုပ်ရမယ့် passport မျိုးစားလိုက်ယူရမယ်ဒီ document size စာတမ်းတွေအပါဝင်တွေကိုကျွန်တော်တို့ချက်လက်တစ်ခုချင်းစီရှင်းပြပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်6ထားရန်တွေကိုဝင်လိုက်မယ်ဒီလျှောက်ထားရမှာ online booking လျှောက်ထားရမှာကျွန်တော်တို့ဒီအသစ်စတင်လျှောက်ထားရနဲ့ဒီရခင်ဖြည့်လက်စာဖောင်ကဆက်လက်ဖြည့်သွင်းရန်ဆိုပြီး2မျိုးပါတယ်ပေါ့နော်ကျွန်တော်တို့အသစ်စလျှောက်မယ်ဆိုရင်အသစ်စတင်လျှောက်ထားရန်ဆိုတဲ့ဒီတက်ကလေးကိုကျွန်တော်တို့နှိပ်ပေးရုံပါပဲဒီရခင်ဖြည့်လက်စာဖောင်ကဆက်လက်ဖြည့်သွင်းရန်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီအရင်ဖြည့်လက်စာကုတ်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဖြည့်လက်စာကုတ်လေးကိုကျွန်တော်တို့ဒီသူတို့ပေးတဲ့ reference ကုတ်နံပါတ်ကိုရိုက်ထည့်လိုက်ပြီးကျွန်တော်တို့ continue လုပ်လိုက်တာနဲ့ကျွန်တော်တို့ဖြည့်လက်စာဖောင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုအသစ်စတင်ရှောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အသစ်စတင်ရှောက်တဲ့ပုံစံကိုကျွန်တော်တို့ရွေးလိုက်မယ်နောက်တစ်ခုက6ထားလို့ဒီယုံပေါ့နော်6ထားလို့ဒီယုံကကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးလားနေပြီးတော့မန္တလေး AR ပဲခူးတိုင်းဒေသကြီးပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့အမျိုးအစားလိုက်ကျွန်တော်တို့ရွေးလို့ရတယ်ကျွန်တော်တို့ကမန္တလေးတိုင်းဒေသကြီးကိုရွေးလိုက်မယ်နောက်ပြီးတော့6ထားလို့ဒီဥယေကအများဆုံး9ဦးထိသူတို့လက်ခံတယ်ပေါ့နော်အများဦးထိလက်ခံတယ်နောက်တော့ငွေလက်ခံရရှိကြ receipt ပေးပေးရမယ့် email ကိုကျွန်တော်တို့ဒါရိုက်ထည့်လိုက်ပါမယ်နောက်ပြီးတော့ continue ကျွန်တော်တို့သွားမယ်အဲ့ဒီမှာကျွန်တော်တို့ဒီ reference မန္တလေးတိုင်းမန္တလေးနိုင်ငံကူလက်မှတ်ထုတ်ပေးရုံဆိုပါတယ်ပြီးတော့ reference နံပါတ်ကိုရဲ့ reference ID နံပါတ်ပါတယ်ပေါ့နော်ဒီစောနာကျွန်တော်တို့ဒီ reference နံပါတ်ဆိုတာဒီဟာလေးကိုစောနာကျွန်တော်တို့6လက်စာ file ကိုထည့်ရမယ်ဆိုတာဒါကျွန်တော်တို့ဒီ reference နံပါတ်လေးကိုထည့်ပေးလိုက်ရင်ဒါနဲ့ကျွန်တော်တို့ဒီဖြည့်လက်စာဖောင်ကြာလာမှာဖြစ်ပါတယ်အရင်ဖြည့်ပြီးသားဖိုင်ရှိတယ်ဆိုရင်ပေါ့နော်အခုကျွန်တော်တို့ဒီတက်လေးကြာလာပြီဆိုရင်အဲ့လိုကိုရေးချက်လက်1ရှိမယ်ကိုရေးချက်လက်2ရှိမယ်မိသားစုဝင်ညီကိုမောင်နှမဆိုပြီးရှိမယ်ကျွန်တော်ကတော့ကိုရေးချက်လက်1ကိုပဲနမူနာပုံစံပြပြီးတော့ဖြည့်သွားပေးပါမယ်နောက်တစ်ခုက6ထားဆိုသည့်အမျိုးအစား6ထားသည့်အမျိုးအစားရွေးမယ်အသေး6တာလားတက်တန်တိုးလားပျောက်ဆုံးပျက်စီးလားပေါ့နော်အဲ့တော့အသေး6တာကိုကျွန်တော်တို့ရွေးမယ်နိုင်ငံကူလက်မှတ်မျိုးစားကအလဲလားအလုတ်လားမိခိုစီးပွားရေးဒီမှာပေါ့နော်ဘာသာရေးအတွက်လားကျောင်းသားလားသင်္ဘောသားလားပေါ့စီမံလားပေါ့နော်ဆိုတော့ကျွန်တော်တို့အလုပ်ကိုရွေးလိုက်ပါမယ်နောက်တစ်ခုကအမီနေရာမှာကျွန်တော်တို့နာမည်ထည့်မယ်เนาะကျွန်တော်တို့ဒီ star ပြထားတယ် star နေပြတဲ့အရာတွေပဲကျွန်တော်တို့ဖြည့်သွားမယ်ပေါ့နော်
Masewa. So,ကျွန်တော်လိုအပ်တဲ့အချက်လက်တွေကျွန်တော်တို့ဖြည့်ပြီးသွားပြီဆိုရင်အောက်မှာကျွန်တော်တို့ဒီဖုန်းနံပါတ်ထည့်မယ်ဒီ email ထည့်မယ်ပေါ့နော်ဒီနေ့ထည့်မယ်နောက်တစ်ခုကဒီတခြားကိုရေးချက်လက်ဖြည့်ဆွတ်ရန်ဆိုတာကျွန်တော် next name လိုက်တယ်ဆိုရင် sorry ကိုယ်ပဲဒီဘာသာရွေးအောင်ပါနော်ကိုယ်ပဲဒီဘာသာဗုဒ္ဓဘာသာပေါ့နော်အဲဆို next name လိုက်ပဲဆိုရင်ဘာမှမသိရဲ့ဒီပါဒီရဲ့တဲ့next လိုက်တိုက်ပြီဆိုရင်ကျွန်တော်တို့ကိုရေးချက်လက်နှစ်ကြာလာပြီပေါ့နော်ကိုရေးချက်လက်နှစ်ကြာလာတယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီလက်ကိုရဲ့ဒီကွန်ပျူတာထဲမှာတစ်ခါတည်းဖြည့်ခြင်းလည်းရတယ်မဖြည့်ခြင်းဘူးဆိုရင်ကျွန်တော်တို့ဒီ file ကိုဒီနိုင်ငံကူးလက်မှတ်6လောက် file ကို download လုပ်ပေါ့နော်အနည်းဆုံးမှာ 5.5 MB ပဲရှိတာပေါ့နော်အဲ့ဒီအောင် download လုပ်ပြီးတော့ကျွန်တော်တို့ဒီ QR code ကြာလာပြီအချိန်ကြာမှာတစ်ခါတည်းလက်ရည်မှုနဲ့ဖြည့်ပြီးတော့သွားလို့လည်းရတယ်ပေါ့နော်ဆိုတော့ဒီနောက်ကတက်နှစ်ခုကတော့ကျွန်တော်တို့ဒီကျူဟာကုတ်ကြပြီးမှပဲလက်ရည်မှုနဲ့ဖြည့်ပြီးတော့သွားလို့လည်းရတယ်ဆိုတော့ကျွန်တော်ဒီပထမတက်ထဲမှာရှိတဲ့အချက်လက်တွေကျွန်တော်ဖြည့်ပြီးသွားပြီဆိုရင်ဒီကျွန်တော် add to list တွေကိုဝင်လိုက်မယ် add to list တွေကိုဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီသူရဲ့ reference နံပါတ်ကြာလာပြီပေါ့နော် reference နံပါတ်ကြာလာပြီဆိုရင်ကျွန်တော်တို့ဒီကိုပထမကိုရေးချက်လက်တစ်ထဲမှာဖြည့်ထားတဲ့ချက်လက်တွေမှန်ပြန်စစ်မယ်ပေါ့နော်မှန်ပြန်စစ်မယ်ဆိုတော့မှန်ပြီဆိုရင်ကျွန်တော်တို့ဒီ review and submit ဆိုပြီးတော့ပြန်ပြီးတော့ကိုဖြည့်ထားတဲ့အချက်လက်တွေကို review လုပ်မယ်ပေါ့နော်နောက်တစ်ခုကအချက်လက်တွေသိကြပြီဆိုအချက်လက်တွေစီစစ်ပြီးတော့မှန်ကန်နေဆိုရင် submit form ဆိုပြီးကျွန်တော်တို့ submit form တက်ကလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ reference number ပေါ့နော်ဒီ reference number ကကျွန်တော်တို့ဒီပေးချင်ရတဲ့ reference number ကြာလာပြီသူမှာ KBZ base နဲ့ MPU ရှိတယ်ကျွန်တော်တို့ကအများဆုံးကတော့ KBZ base နဲ့အသုံးပြုတာများတယ်ဆိုတော့ကျွန်တော်တို့ KBZ base ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ပေါ့နော်ဒီ KBZ ပေးကကြာလာတယ်ကျွန်တော်တို့ဒီ ID ပေါ့နော် ID ဒီ QR code ကိုပေါ့နော် sorry QR code ကိုကျွန်တော်တို့ဒီဖတ်လိုက်တာနဲ့ကျွန်တော်တို့ဒီ3000ခွဲပေးရှိပေးရတယ်သူရဲ့ဒီကျွန်တော်တို့ရက်ချင်းပေါ့နော် appointment date letter ကျွန်တော်တို့ကိုကြာပေးမှာဖြစ်ပါတယ်ဆိုတော့ကြာတဲ့ငွေကတော့3000ခွဲချက်ဖြစ်ပါတယ်ဆိုတော့အားလုံးပဲဒီ online booking 6ထားနည်းကိုအလွယ်တကူ online ကနေဘယ်လို6ရမလဲဆိုတဲ့နည်းလေးကိုသိရှိပြီးဖြစ်ပါလိမ့်မယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်တွေ့ဆုံပါဦးမယ်